တော့ဖာခွဲထားတယ်ပါပါဇက်တရနေမျိုးအနေဟာမရစတာမျိုးဟာမှာတတေတီလို့လေဆ iam မစီပဲပြင်ဟုတ်တယ်ဆ iam မစီပဲတရိုက်ထားတာအလုံးမှာဟုတ်လားဟုတ်တယ်အားလေးရဲ့ယောက်ျားလေးနော်ဒါလေးရမယ်အနေတယ်တော့အေးပြမကလေးရှိတယ်တူလားပထမဆုံးဒီကလောဆယ်တော့ဆုံးပါလေအခုထောက်နေတဲ့နေရာမှာခေါင်းနော်တင်ပစုံကအောက်တာနော်အားလေးကတော့တားလေးရမယ်နော်ကဲဒီကဆက်တဲ့ဆက်ဆိုတော့9လနဲ့တခါရှိတယ်နော်။ကောင်းတယ်။အချင်းတော့စအောက်ကိုလည်းလေးရောက်တယ်နော်။နောက်တော့ပြန်တက်ချက်တော့9လလေးရှိသေးတယ်နော်။ Okay ။အိမ်ပေါက်ဝတ်တယ်နော်ရှိသေးတယ်ရှိသေးတယ်နော်ဟောဒီခွဲရတဲ့အဲ့ဒီကပ်ပေးနေပြန်လာပါလားခွဲရတဲ့ဆုံးရဲ့စီရဲ့ဒါအမွေးလမ်းကြောင်းအချင်းရတယ်နော်အောက်မေးနေရောက်ဆိုတာကိုပြောနော်ဒါသူခေါင်းလေးရှိနေတယ်ကွာတော့ခေါင်းမှာဥပန်းပေါ်လဲပါတယ်နော်ဟုတ်နောက်ရဲ့အချင်းလေးရဲ့နီးရဲ့ဥပန်းရဲ့ငိုးဖြစ်နေဟုတ်တယ်ချာလိုက်ခေါင်းမှာဒီအဲ့လေးမရှိဘူးနော်ဒါဆယ်ပြီးပြင်းနေဆိုတော့နောက်လေးနောက်ကဒီဟာလေးကောင်းတယ်အားချိုးယူနေတယ်နော်ချိုးယူရဲ့ဆုံးထိပါတယ်ကြာတော့ဒါပေါင်းနေတယ်နော်ဒါလေးကပေါင်းနောက်ပေါင်းနေတဲ့ကတည်းကချီတော့ဒီချီတော့ဒီဒီပူတာချီတော့ချာအာချီတော့ချာမနာတဲ့အဲ့ကြောင့်ဒီမှာဒီနားမှာအရင်ကအေးဟုတ်တယ်ဒီချက်နာဒီမှာထောက်နေနေရပါတော့ချီတော့ဒါချီဘွားချီဘွားလေးတဲ့ဟုတ်နော်ချီအောင်ချီချောင်းချီဘွားနော်ချီဘွားနဲ့တက်ကားကြတယ်လမ်းမောင်းလေးတွေ
မယ့်ဟာလေးတွေအကုန်ပါ